management မှာလောက်ဆောင်ရမယ် function ပေါ့လေးချက်ရဲ့ planning ဆိုတဲ့အပိုင်းကိုအသေးစိတ်လေးနည်းနည်းဆွေးနွေးချင်ပါတယ်နော်တော်တော်များများကတော့ planning organizing leading controlling ဆိုတော့မှတိကျတယ်ဒါပေမဲ့ planning ကဘာလို့ရမှာလဲ planning မှာအရေးကြီးတဲ့အချက်တွေပါလဲဆိုတာကိုဆွေးနွေးပေးချင်တာဖြစ်ပါတယ်နော်အစီအစဉ်ချမှတ်ခြင်း planning ဆိုတာဟာဆိုလို့ရှိရင်တော့လုပ်ငန်းရဲ့ရည်မှန်းချက်ကိုရောက်ရှိရန်နော်လိုအပ်တဲ့လုပ်ငန်းစဉ်တွေကိုကျွန်တော်တို့ကြိုတင်စဉ်းစားပြီးတော့မှစနစ်တကျအကောင့်ထဲပေါ်ဖို့အတွက်ကျွန်တော်နီလန်းနေနော်ချမှတ်ခြင်းနီလန်းနေလမ်းညွှန်ပေးခြင်းနော်အဲ့ဒါတွေဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ planning မှာလည်းမိမိရဲ့ကိုယ်ရေးကိုယ်တာကိစ္စနဲ့ပတ်သက်တာပဲဖြစ်ဖြစ်နော်လုပ်ငန်းနဲ့ပတ်သက်တဲ့ business နဲ့ပဲပတ်သက်တာပဲဖြစ်ဖြစ်အခြားပေါ့နော်အစိုးရလုပ်ငန်းစီမံကိန်းတွေမှာပဲဖြစ်ဖြစ်နော်ဒါမှမဟုတ်ရင်ကျွန်တော်နိုင်ငံတကာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးမှာပဲဖြစ်ဖြစ်ဒီ planning ဒီရှိရတာဖြစ်ပါတယ်နော်ကျွန်တော်တို့မှာဆိုရင်အစိုးရဘက်မှာဆိုရင်တော့မှ planning ဆိုတဲ့ဌာနဒီတန်ရှိတယ်နော်နိုင်ငံတော်စီမံကိန်းနဲ့ရေးဆွဲရေးဦးစီးဌာနဆိုတာကိုလည်းဒီတန်ရှိပါတယ်ဒါတွေဒီခုနကအရေးကြီးလို့သတ်မှတ်တာဖြစ်တယ်အဲ့တော့စီမံကိန်းရေးဆွဲခြင်းနော်အစီအစဉ်တွေချမှတ်ခြင်းဒီ planning ဒီခုနကကျွန်တော်တို့လုပ်ငန်းစဉ်တစ်ခုအတွက်နော်အရေးကြီးတယ်နေ့စဉ်မှာလည်းဒီနေ့ဘာလုပ်မှာလဲနော်အယောင်သမားဆိုရင်ဒီနေ့ဘယ်နေရာကိုရောင်းမှာလဲဘယ်ကိုသွားရောင်းမှာလဲနော် planning တွေချမှတ်ရတယ်နောက်တစ်ခုကကျွန်တော်တို့showroom မှာရောင်းမယ်ဆိုရင်လည်း showroom မှာဆိုရင်ဒီနေ့ဘယ်လို customer တွေရောင်းနိုင်အောင်တို့ဗာပစ္စည်းတွေတင်ထားမယ်ဗာပစ္စည်းကိုခင်းချင်းပြသမယ်သူတို့ညင်သာအောင်ဘယ်လိုကြော်ညာတွေနဲ့ကျွန်တော်တို့ဆွဲဆောင်လဲဒါတွေဒီ planning ဖြစ်ပါတယ်နော်အဲ့လိုမျိုး planning ရဲ့နော်ပထမဆုံးအချက်ကတော့နံပါတ်1နော် setting objective ပေါ့နော်ရည်မှန်းချက်တွေအရင်ဆုံးချမှတ်ရမယ်နော် planning မှာကျွန်တော်တို့ဒီနေ့ကိုရချင်တဲ့အရာကိုရည်မှန်းချက်တွေချနေရမယ်နော်ခုနကကျွန်တော်ပြောသလိုပေါ့ဒီနေ့ဘယ်လိုရောင်းမလဲဘယ်တွေကိုရောင်းမလဲဗာပစ္စည်းကိုရောင်းမလဲနော် planning ချမှတ်ရတယ်နိုင်ငံတော်စီမံကိန်းဆိုလို့ရှိရင်တော့အဲ့ဒါဆိုရင်လန်ဒရာကဏ္ဍမှာဆိုလန်ဒရာတွေဘယ်လိုစောင့်မလဲလျှက်စစ်ကဏ္ဍမှာဆိုလျှက်စစ်တွေမီးတွေရအောင်ဘယ်လိုလုပ်မလဲစသဖြင့်ဒီလိုရည်မှန်းချက်တွေချမှတ်ရတာဖြစ်ပါတယ်နော်အဲ့လိုရည်မှန်းချက်တွေမှာတော့ရေလိုရေရှည်ပေါ့နော်ဒီလိုရည်မှန်းချက်တွေချမှတ်ရတယ်အဲ့လိုရည်မှန်းချက်တွေသတ်မှတ်ထားမှသာလျှင် planning ရဲ့အစဆုံးပိုင်းဖြစ်ပါတယ်နော်အစီအစဉ်တွေချမှတ်တဲ့အခါမှာရည်မှန်းချက်မချဘဲနဲ့သွားလို့မရပါဘူးပထမဆုံးရည်မှန်းချက်တွေကိုချမှတ်ရမှာဖြစ်ပါတယ်ရည်မှန်းချက်ချမှတ်ခြင်းဒီ planning ရဲ့နော်အရေးကြီးဆုံးအဓိကကြဆုံးအပိုင်းဖြစ်ပါတယ် planning မှာဒုတိယပိုင်းအနေနဲ့နော်မိမိရဲ့လုံးမဲ့ခုနကရည်မှန်းချက်ချမှတ်ထားတဲ့လုပ်ငန်းရဲ့လက်ရှိအခြေအနေကိုအရင်ဆုံးစမ်းစစ်ရတယ်နော်စီးပွားရေးလုပ်ငန်းမှာဆိုရင်တော့ငွေတွေနော်လူဝင်အားတွေအချိန်တွေစရှိတဲ့မိမိမှာရနိုင်တဲ့အရင်းမြစ်တွေကိုကျွန်တော်တို့ကစမ်းစစ်ရပါတယ်သုံးသပ်ရပါတယ်ညာသွားပြင်ကျွန်တော်တို့လုပ်ငန်းတွေမှာဆိုရင်နော် SWOT analysis တို့နော် past analysis တို့လုပ်ရပါတယ် SWOT ဆိုတော့ strength ရယ် weakness ရယ်ကျွန်တော်တို့ opportunity ရယ် threat ရယ်ဆိုတော့မှကျွန်တော်တို့နော်အားသာချက်အားနည်းချက်ရနိုင်တဲ့အခွင့်အလမ်းနော်ဖြတ်လာနိုင်တဲ့အဖြစ်အစီစသဖြင့်ဒီချက်၄ချက်နဲ့လေကျွန်တော်တို့စမ်းစစ်ရတယ်နောက် pastel လို့ခေါ်တယ်နော်political နောက်တစ်ခုက environment ကျွန်တော်တို့ပြီးရင် social ပြီးရင် technology ပြီးရင်ကျွန်တော်တို့ economic ပြီးရင် legal ဆိုတဲ့အချက်နော်6ချက်နဲ့လေစမ်းစစ်ရတယ်ဒါတွေကလက်ရှိအခြေအနေကိုစမ်းစစ်ထားမှသာလျှင်ကျွန်တော်တို့ဘယ်လိုဆက်သွားမလဲဆိုတာကိုသုံးသပ်နိုင်မှာဖြစ်ပါတယ်ပြီးမှကျွန်တော်တို့အစီအစဉ်တွေဆက်ပြီးရေးဆွဲတယ်အဲ့ချိန်မှာကျွန်တော်တို့ဟိုကအစီအစဉ်တွေရေးဆွဲတဲ့အခါမှာအသေးစိတ်ခွဲခြားပြီးတော့မှလှုပ်ဆောင်မယ့်နီလန်းတွေကိုရေးဆွဲရတယ်เนาะအယောင်ဆိုလို့ရှိရင်ဘယ်ဝေးကိုသွားမှာလဲဘယ်လိုပစ္စည်းမျိုးရောင်းမှာလဲပြီးလို့ရှိရင်သူတို့ကိုဘယ်လိုနီးနဲ့ဒါလိုက်ဆေးနဲ့ရောင်းမှာလားတယ်လီဆေးနဲ့ရောင်းမှာလားဟိုးဆေးနဲ့ရောင်းမှာလားเนาะအယောင်နီလန်းတွေကိုကျွန်တော်တို့ချမှတ်ရတယ်အဲ့ခါမှာကျွန်တော်တို့ SMART ကိုသုံးရတယ်နော် specific နော်တိတိကျကျရှိရမယ်မရှားရေးပဲနော်တိုင်းတာနိုင်တဲ့အရေးအတွက်တွေဖြစ်ရမယ်ပြီးရင်အချီအေးပဲအဲ့ဒါတွေဒီလည်းပဲတကယ်ဖြစ်နိုင်တဲ့လက်ခံနိုင်တဲ့အနေအထားမျိုးဖြစ်ရမယ်နော် very ဖြင့်ယုံကြည်နိုင်မှုအနေအထားမျိုးတွေဖြစ်ရမယ်ရောင်းတဲ့သူကလည်းယုံကြည်နိုင်ရမယ်နော်တိုင်းပေါင်းနော်ဘယ်ချိန်မှာဘယ်လုပ်မှာဘယ်ချိန်မှာပြီးမှလဲပြီးအောင်လုပ်မှာလဲဆိုတော့နော်အချိန်ကန့်သက်ချက်တွေလည်းရှိရမယ်အဲ့လိုမျိုးရည်မှန်းချက်တွေနဲ့အစီအစဉ်တွေကိုအသေးစိတ်တွေကိုခွဲဝေရမယ်နော်ပြီးရင်အဲ့ဒီအစီအစဉ်တွေမှာကျွန်တော်တို့အရင်းမြစ်တွေခွဲဝေရမယ်နော် resource allocation ပေါ့နော်လိုအပ်တဲ့ငွေကြေးတွေလူဝင်အားတွေနည်းပညာတွေအချိန်စရာတွေကိုထိထိရောက်ရောက်နော်အဲ့ထက်မှာထည့်သွင်းရေးဆွဲရမယ်ပြီးမှကျွန်တော်တို့အဲ့ဒီအစီအစဉ်ကို implementation အကောင့်ထဲပေါ်မယ်နော်အစီအစဉ်တိုင်းလုပ်ငန်းတွေဆောင်ရွက်ရမယ်
ပြီးရင်ကျွန်တော်တို့စောင့်ကြည့်မယ်သူတို့လုပ်ငန်းကိုစောင့်ကြည့်မယ်တိုင်းတာမယ်နော်မရှာလုပ်မယ်နော်တိုင်းတာပေးမယ်သူတို့ကိုစောင့်ကြည့်ပြီးတော့မှနော်ဟိုကစီးလုပ်ပြီးတော့မှကျွန်တော်တို့စောင့်ကြည့်ပြီးတော့မှတိုင်းတာမယ်လုပ်ငန်းတိုးတက်မှုတွေကိုစစ်ဆေးပြင်ဆင်မယ်နော်အဲ့ဒါမျိုးတွေဒီအဲ့အစီအစဉ်တကြလောက်ရမှာဖြစ်တယ်နံပါတ်1 objective သတ်မှတ်မယ်နံပါတ်2လက်ရှိအခြေအနေကိုစမ်းစစ်မယ်နံပါတ်3အစီအစဉ်ကိုရေးဆွဲမယ်နံပါတ်4ကျွန်တော်တို့အရင်းမြစ်တွေကိုခွဲဝေမယ်နံပါတ်5အကောင့်ထည့်ဖော်မယ်ပြီးနံပါတ်6စောင့်ကြည့်ပြီးတော့မှတိုင်းတာမယ်အဲ့ဒါဒီ planning ရဲ့အပိုင်း6ပိုင်းဖြစ်ပါတယ်ဒီလိုမျိုးအသေးစိတ်ကျွန်တော်တို့သိဖို့လောက်ဆောင်ဖို့လည်းလိုပါတယ်နော်နှစ်ရှည်တို့ရေရှည်စီမံကိန်းဆိုမှကျွန်တော်တို့စဉ်းစားရတယ်ကျွန်တော်တို့ strategic planning ပေါ့နော် view ဟာမြောက်ပေါ့နော်ရေရှည်နှစ်ရှည်စီမံကိန်းတွေကို strategic planning လို့ခေါ်တယ်ပြီးရင်နှစ်တို့စီမံကိန်းလက်ရှိလုပ်မဲ့ဟာလုပ်ငန်းအစီအစဉ်ဒါကိုတော့ operational planning လို့ခေါ်တယ်ပြီးရင်ကျွန်တော်တို့ဒီမှာရေတို့စီမံကိန်းတွေလည်းချမှတ်ပြီးပြီနော်နှစ်ရှည်လက်ရှိလုပ်ရမယ့် operation စီမံကိန်းတွေလည်းချမှတ် operation နဲ့နော် planning တွေလည်းချမှတ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အရေးပေါ်အခြေအနေဆိုတာမျိုးရှိတယ်နော်ကျွန်တော်နိုင်ငံရေးအကြောင်းပဲဖြစ်ဖြစ်နော်စီးပွားရေးအကြောင်းအရေးပေါ်အခြေအနေအကြောင်းတောင်းလဲမှုရှိလာပြီဆိုရင်ဒီအတွက်ကျွန်တော်တို့ contingency planning ဆိုပြီးတော့မှအရေးပေါ်အစီအစဉ်ကိုလည်းထားရတယ်အဓိကတော့ A plan ပြီးရင် B plan ထားရတာပေါ့နော် B plan မရှိဘူးဆိုရင်ကျွန်တော်လုပ်ငန်းမှာခက်ခဲတစ်ခုဖြစ်တာ ਨੇ ရှေ့ဆက်သွားလို့မရဘူးအဲ့ဒါလေးဒီလည်းပဲစဉ်းစားမယ့်ချက်ဖြစ်ပါတယ်နော်အစီအစဉ်ချမှတ်ခြင်းရဲ့နော်အရေးပါမှုကနော်အဓိကတော့မိမိတို့ဘာလုပ်ရမလဲဆိုတဲ့ရည်မှန်းချက်တွေကိုရှင်းရှင်းလင်းလင်းသိနိုင်တယ်ပြီးရင်မိမိတို့မှာရှိတဲ့ရင်းမြစ်တွေကိုထိထိရောက်ရောက်သုံးစွဲနိုင်တယ်နောက်တစ်ခုကစိန်ခေါ်မှုတွေကိုလုပ်ငန်းနဲ့ပတ်သက်ပြီးစိန်ခေါ်မှုတွေဘာတွေရှိတယ်လဲကြိုတိပြီးတော့မှဒါတွေကိုနော်ကျွန်တော်တို့ကြိုတင်ပြီးမှပြင်ဆင်နိုင်တယ်ပြင်ဆင်ပြီးတော့မှကျွန်တော်တို့ကစားလို့ရှိရင်ဘာလုပ်ရမလဲဆိုတာသိတယ်နော်အဲ့ခါမှာကျွန်တော် decision တွေချမှတ်တဲ့အခါမှာဒီ plan တွေရှိတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့လွယ်လွယ်ကူကူချမှတ်နိုင်ပါတယ်နော်အားကြောင့်မို့ဒီအချက်၄ချက်ကိုလည်းဒီထားမှာဖြစ်ပါတယ်နော်အောင်မြင်တဲ့ဒီ plan တွေပေါ့နော် successful plan တွေအတွက်အကြံပြုချက်ကတော့တည်တည်ချာချာပြင်ဆင်ရမယ်သတင်းချက်လက်တွေကိုစုဆောင်းရမယ်နောက်တစ်ခုကမိမိအတင်းမှာပါဝင်မဲ့အဖွဲ့ဝင်တွေနဲ့ညှိနှိုင်းရမယ်နောက်တစ်ခုကအခြေအနေပြောင်းလဲမှုဖြစ်လာပြီဆိုရင်ခုနက plan B နဲ့ပြောင်းလဲတာမျိုးလုပ်နိုင်ရမယ်နောက်တစ်ခုကခေတ်မှာအခက်မိတဲ့ဤပညာတွေသုံးပြရမယ်အခုဆိုရင်တယ်လီဖုန်းတွေကွန်ပျူတာတွေအင်တာနက်တွေသုံးနိုင်ပြီဖြစ်တယ်ဒီနေရာတွေကိုလည်းဒါတွေကိုလည်းတည်တည်ချာချာသုံးနိုင်မှာဖြစ်ပါတယ်နော်ဒီစိန်ခေါ်မှုတွေဖြစ်လာပြီဆိုလို့ရှိရင်အတွက်ကျွန်တော်တို့ခုနက plan B အရန်စီစဉ်တွေရှိရမယ်နော်အရင်းမြစ်တွေပေါ့မိမိမှသုံးစွဲမဲ့လူတွေငွေကြေးတွေကိုလည်းနော်ခုနကအဓိကခုနကဘယ်ဟာအရေးကြီးတယ်လဲဆိုပြီးဦးစားပေးစီစဉ်နေသုံးစွဲဖို့လိုတယ်နော်နောက်အခုအဖွဲ့ဝင်တွေကိုလည်းနော်မိမိမှာပါတဲ့တင်းတွေကိုလည်းခုနကရီမန်းချက်နဲ့အကျိုးကျေးဇူးတွေကိုလည်းကြိုတင်ရှင်းပြထားဖို့လိုပါတယ်ဒါဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်မိမိရဲ့လုပ်ငန်းမှာပေါ့ production မှာထုတ်ကုန်တစ်ခုဈေးကွက်တင်မှုအစီအစဉ်ရေးဆွဲမယ်ဆိုရင်ကျွန်တော်တို့နံပါတ်ရီမန်းချက်အနေနဲ့6လအတွင်းမှာဈေးကွက်ဝယ်စု20%ရရှိမယ်ဒါဒီရီမန်းချက်အချက်လက်စုဆောင်းခြင်းနဲ့ဈေးကွက်မှာလိုအပ်ချက်ကဘာတွေရှိတယ်လဲပြိုင်ဘက်တွေကဘယ်လိုတွေရှိလဲကျွန်တော်တို့စမ်းစစ်ရတယ်ပြီးရင်ကျွန်တော်တို့နည်းပညာအသုံးပြုမှုအနေနဲ့ digital ကြော်ညာတွေပေါ့ digital marketing တွေလုပ်မလားနော် customer relationship တွေလုပ်မလားဆိုတာဖြစ်ရမယ်ပြီးရင်အဖွဲ့တွေကိုဖွဲ့စည်းမယ်ကျွန်တော်တို့သုံးစွဲနိုင်တဲ့ငွေကြေးတွေကိုသတ်မှတ်မယ်ပြီးမှဈေးကွက်မှာစတင်ပြီးတော့မှလှုပ်ဆောင်မယ်ဆိုတဲ့အချက်မျိုးတွေထည့်ရမှာဖြစ်ပါတယ်အချင်းဆိုလို့ရှိရင်လုပ်ငန်းအောင်မြင်မှုအတွက်ကျွန်တော်တို့နော်အခြေခံအုတ်မြစ်ဖြစ်ပါတယ်နော်စနစ်တကျကြိုတင်ပြင်ဆင်ခြင်းဖြင့်နော်မိမိမှာဖြစ်လာနိုင်တဲ့ရှုပ်ထွေးတဲ့အခက်အခဲတွေကိုနော်ကြော်လွှားနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့လုပ်ငန်းတစ်ခုပဲဖြစ်ဖြစ်မိမိဘဝတရတာကိုရေးကိုတာပါပဲဖြစ်ဖြစ်အစီအစဉ်တွေချမှတ်ရမယ်နော်လုပ်ငန်းမှာလည်းအစီအစဉ်တွေချမှတ်ပြီးလှုပ်ဆောင်မှသာလျှင်ဖြစ်လာနိုင်တဲ့အခက်အခဲတွေပေါ်မူတည်တော့မှကြိုတင်တွက်ဆပြီးတော့မှကြိုတင်ပြင်ဆင်ပြီးတော့မှကျွန်တော်တို့လုပ်တင်တယ်ဒါမှသာလျှင်ကျွန်တော်တို့ကြော်လွှားနိုင်မှာဖြစ်ပါတယ်နော်အစီအစဉ်မှာခုနကသတ်မှတ်ထားတဲ့ SWOT analysis ဆိုလို့ရှိရင်မိမိကိုယ်ရေးကိုယ်တာနဲ့ပတ်သက်လို့ SWOT analysis လုပ်တဲ့အခါမှာမိမိမှာအားသာချက်ဘာတွေရှိလဲအားနည်းချက်ဘာတွေရှိလဲအားသာချက်ကိုဘယ်လိုတိုးတက်အောင်လုပ်ပြီးမှအားနည်းချက်ကိုဘယ်လိုဖြေရှင်းမလဲခုနကမိမိမှာအခွင့်အလမ်းတွေဘာတွေရှိတယ်လဲပြီးရင်မိမိမှာဖြတ်လာနိုင်တဲ့အဖြတ်စည်းတွေကဘာတွေရှိတယ်လဲစသဖြင့်ဒါမျိုးတွေစဉ်းစားရတာဖြစ်ပါတယ်နော်ဒီလိုမျိုးလုပ်ငန်းလုပ်တိုင်းမှာကျွန်တော်တို့က plan တွေတခုရေးဆွဲတိုင်းမိမိရဲ့လက်ရှိအခြေအနေကိုသုံးသပ်နိုင်ဖို့လိုတယ်လက်ရှိအခြေအနေကနေပြောမှသွားခြင်းတဲ့နေရာထိမှာဘယ်လျောက်သွားမှလဲဆိုတာလည်းသုံးသပ်နိုင်ဖို့လိုတယ်အဲ့နေရာနဲ့ခြားထဲမှာမိမိမှာဘာတွေဖြည့်ဆည်းရမှာလဲဆိုတာလည်းသုံးသပ်ဖို့လိုတယ်ဒါကြောင့်မို့စီးပွားရေးလုပ်ငန်းတစ်ခုမှာဆိုလို့ရှိရင်လည်းပဲမိမိရောက်နေတဲ့လက်ရှိမိမိတို့စီးပွားရေးအခြေအနေပြီးရင်မိမိတို့သွားခြင်းတဲ့အနာဂတ်ရည်မှန်းချက်နော် objective အဲ့ဒီခြားထဲမှာကျွန်တော်တို့ဘယ်လိုသွားမှာလဲလမ်းကြောင်းမှာဘာတွေဖြစ်နေတာလဲဆိုတဲ့အချက်လက်တွေကိုအသေးချာသုံးသပ်ပြီးတော့မှအခုကျွန်တော်ဆွေးနွေးခဲ့တဲ့ plan တွေဆိုတဲ့